တေချာစဉ်းစားကြည့်ရင်အခုကျွန်တော်လက်ရှိကြုံနေတဲ့ပြဿနာတော်တော်များများကိုကျွန်တော်တို့စီမှာငွေကြေးအလုံလောက်တာရှိရင်ဖြည့်ရှင်းလို့ရတဲ့ကိစ္စတွေအများကြီးရှိတယ်ဆိုတော့ငွေကြေးကအင်မတန်မှအရေးကြီးတယ်ဒါပေမဲ့အကြောင်းကကျွန်တော်တို့မတင်ပေးလိုက်ဘူးငွေကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကျွန်တော်တို့မတင်ပေးလိုက်ဘူးဘာလို့လဲတေချာတာတခုကတော့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျမ်းမာရေးနဲ့ငွေကြေးကကျွန်တော်တို့ရဲ့ဘဝကအများကြီးတက်ရောက်မှုလာရှိတယ်ဒါပေမဲ့ပြဿနာကအကြောင်းကငွေကြေးဘယ်လိုအလုပ်လုပ်လဲဆိုတာကိုမတင်ပေးခဲ့ဘူးကျွန်တော်တို့ကငွေအတွက်ပတ်စံအတွက်ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာကိုပဲတင်လိုက်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Jeremy ပါကျွန်တော်အင်္ဂလန်ကနေပြီးမှစီးပွားရေးစီမံခန့်ခွဲမှုနဲ့အကြောင်းပြီးထားတဲ့သူတယောက်ဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီအရေးကြီးတာတော့ဟုတ်ပြီဘာလို့အစိုးရကဒါမှမဟုတ်ရင်လေအကြောင်းရဲ့တင်ယိုးညွန်းတန်းကိုဆွဲနေတဲ့တာဝန်ရှိတဲ့လူတွေကအကြောင်းတင်ကန်းစာတွေမှာငွေကြေးနဲ့ပတ်သက်တဲ့ဟာတွေဘာလို့မထည့်ပေးလိုက်တာလေငွေကြေးနဲ့ပတ်သက်ပြီးမှတကယ်လို့များကျောင်းကထတင်ရင်တောင်မှတင်လို့မရတဲ့ကိစ္စတွေအများကြီးရှိတယ်ဆိုတာကိုတတိထားမိသွားတယ်ပေါ့နော်တကယ်လို့ငွေကြေးနဲ့ပတ်သက်ပြီးမှကျောင်းကတင်မယ်ဆိုရင်တောင်မှသူတို့ကကျွန်တော်တို့ကိုဘယ်လိုပတ်စံကိုစုရမလဲဘယ်လိုရင်းနှီးမြှုပ်နှံရမလဲ asset ဆိုတာဘာလဲ liability ဆိုတာဘာလဲဒါမှမဟုတ်ရင်အကျွေးကဘာလဲ inflation ငွေကြေးဖောင်းပွားမှုကဘာလဲဒါလောက်ကိုပဲဒီစီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေကိုပဲသူကတင်ပေးလို့ရမယ်အခြေခံ personal finance နဲ့ငွေကြေးတွေကိုကြတော့ဒီကျောင်းကအများကြီးတင်ပေးလို့မရဘူးဆိုတာကိုတတိထားမိလာတယ်ဘာလို့လဲဆိုရင်ဒီအရာတွေကဒီငွေကြေးနဲ့ပတ်သက်ပညာတွေငွေကြေးနဲ့ပတ်သက်တဲ့အရာတွေကကျွန်တော်တို့ဘလောက်ထိပညာတတ်လဲဆိုတော့ဘာသာရပ်တစ်ခုအနေနဲ့သွားပြီးသင်လို့မရတဲ့ကိစ္စဖြစ်နေတယ်လူတစ်ယောက်ကြီးပြင်းလာတဲ့ပုံစံလူတစ်ယောက်ရဲ့ယုံကြည်ချက်လူတစ်ယောက်ရဲ့ခံယူချက်အကျင့်စာရိတ္တတွေနဲ့အများကြီးသွားပြီးမှပတ်သက်နေတယ်ဆိုတာကိုတတိထားမိလာတယ်ပေါ့အဲ့တော့ဒီနေရာမှာမိဘတွေရဲ့ခန်းကဏ္ဍကအများကြီးအရေးပါလာတယ်ဘာလို့လဲဆိုရင်ကျောင်းကငွေကြေးနဲ့ပတ်သက်ပြီးမှလုံနိုင်တဲ့ဟာတွေမရှိသလောက်ဖြစ်နေတော့တင်ပေးနိုင်တဲ့ဟာတွေမရှိသလောက်ဖြစ်နေတော့ကျောင်းကမတင်ပေးနိုင်တဲ့ဟာကိုတင်ပေးဖို့ဆိုရင်ကျွန်တော်တို့လူကြီးမိဘတွေရဲ့အခန်းကဏ္ဍကအများကြီးအရေးကြီးလာတာကိုတတိထားမိလာတယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ဒီငွေကြေးနဲ့ပတ်သက်ပြီးမှကိုယ့်ထက်ငယ်တဲ့လို့ကိုသားသမီးကိုရဲ့ညီကိုမောင်နှမတွေကိုတင်ပေးလို့ရတဲ့အချက်၄ချက်ကိုကျွန်တော် sharing လုပ်ပေးသွားခြင်းနဲ့ဆိုတော့ကိုစီမှာသားသမီးမရှိသေးဘူးဆိုရင်တော့ကိုတိုင်းပင်လေဘာလို့ကို financial struggle ဖြစ်နေတာလဲဆိုတာကိုကျွန်တော်နဲ့အတူတစ်ချက်လေးတွားကြည့်အောင်အဲ့တော့ပထမအဆုံးတစ်ခုကတော့ကျွန်တော်ငွေကြေးဆိုတာအရေးကြီးကြောင်းကအရင်ဆုံးတင်ပေးရမယ်ကျွန်တော်မြန်မာရဲ့ culture မှာကငွေကြေးနဲ့ပတ်သက်ပြီးမှအကောင်းမမြင်တဲ့လူတွေအများကြီးရှိတယ်ပေါ့ဥမာပတ်စံစကားပြောတယ်တို့ပြီးတော့ချမ်းသာတဲ့လူတွေကမကောင်းတဲ့လူတွေပါဒီလူတွေကမဟုတ်တဲ့ဟာတွေတရားမဝင်တဲ့ဟာတွေဇာတိတမမှန်တဲ့ဟာတခုခုလုပ်နေပါတယ်ဆိုပြီးမှမြင်တဲ့အမြင်တွေရှိတယ်ဒါကလည်းကျွန်တော်တို့ပတ်ဝန်းကျင်နဲ့ဆိုင်တာပေါ့ပြီးတော့ကျွန်တော်တို့ကပြောသေးတယ်ပတ်စံနဲ့ကျွန်တော်ပျော်ရွှင်မှုကိုမဝယ်နိုင်ဘူးပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်စဉ်းစားရမှာကပျော်ရွှင်မှုဆိုတာဘာလဲပျော်ရွှင်မှုဆိုတာကခရီးအများကြီးထွက်နိုင်လို့ပြောတာလားဈေးကြီးတဲ့ပစ္စည်းတော့ဝယ်နိုင်လို့ပြောတာလားဒီအရာတွေကပျော်ရွှင်မှုခဏပဲပေးနိုင်တယ်ဒီအချက်တွေကိုသွားကြည့်ပြီးမှငွေကြေးကကျွန်တော်တို့ကပျော်ရွှင်မှုတကယ်မပေးနိုင်ဘူးဆိုပြီးမှအဲ့လိုမျိုး definition တွားပြီးဖွင့်ကြတယ်ပေါ့နော်ဒါပေမဲ့ငွေရဲ့အဓိကတန်ဖိုးကကျွန်တော်တို့ကို freedom ဆိုတဲ့လွတ်လပ်မှုကိုပေးတာပဲငွေရဲ့တန်ဖိုးဒီကျွန်တော်တို့ဒီဈေးကြီးတဲ့ဇိမ်ခံပစ္စည်းကိုဝယ်နိုင်တာမဟုတ်ဘူးကျွန်တော်ငွေရဲ့တန်ဖိုးကတကယ်ကိုအချိန်ကိုဘဝကိုပိုင်နေဆိုတဲ့ခံစားချက်ကိုပေးတာအဲ့ဒါငွေရဲ့အဓိကတန်ဖိုးပဲကျွန်တော်နိုင်ငံခြားမှာနေတဲ့လူတွေတော်တော်များများဘာလို့မြန်မာပြည်ပြန်ချင်တာလဲဆိုပါစို့နိုင်ငံခြားမှာဆိုရင်ဈေးကြီးတဲ့ပစ္စည်းတွေဇိမ်ခံပစ္စည်းတွေ luxury life တွေအများကြီးခံစားလို့ရတယ်ဒါပေမဲ့ still အကုန်လုံးတော့မဆိုလို့ဘူးဆိုမှလူတော်တော်များများကမြန်မာပြည်ကိုပြန်ချင်တယ် okay သူတို့ပြန်ချင်တဲ့ရည်ရွယ်ချက်ထဲမှာကိုယ်နိုင်ငံမလို့ကိုယ့်ရဲ့မိသားစုဆွေမျိုးတိုင်းဝိုင်းနေလို့ဆိုတာထက် reason တစ်ခုကဘာဖြစ်နိုင်လဲဆိုရင်မြန်မာပြည်မှာကကိုယ့်ရဲ့ life ကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့ဘဝကိုပိုင်နေဆိုတဲ့ကိုယ့်အချိန်ကိုပိုင်နေဆိုတဲ့ sense ကမြန်မာပြည်မှာပို့ရတယ်နိုင်ငံခြားမှာချမ်းသာတဲ့ life နဲ့နေလို့ရတယ်ကိုဝယ်ချင်တာဝယ်လို့ရတယ်စားချင်တာစားလို့ရတယ်သွားချင်တာသွားလို့ရလွတ်လပ်တယ် safe ဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာအများကြီးပတ်စံမရှိဘူးဆိုရင်ကိုယ့်အချိန်ကိုပိုင်နေလို့မခံစားရဘူးငွေကြေးရဲ့အဓိကတန်ဖိုးကငွေရှိရင်ကိုယ့်ရဲ့အချိန်ကိုပိုင်နေ The psychology of money ဆိုတဲ့ဒီစာအုပ်မှာစာရေးဆရာ Morgan Housel ကဘာပြောလဲဆိုရင်ငွေကြေးရဲ့တန်ဖိုးကကိုလှုပ်ချင်တဲ့အရာကိုလှုပ်ချင်တဲ့အချိန်မှာကိုလှုပ်ချင်တဲ့လူနဲ့
ကိုလှုပ်ချင်တဲ့လောက်ကိုလှုပ်လို့ရတယ်ကိုဘွားကို control လှုပ်လို့ရခြင်းကငွေကြေးရဲ့အဓိကတန်ဖိုးဖြစ်တယ်ဆိုမှသူကလည်းအဲ့လိုမျိုးဒီစာအုပ်မှာပြောထားတယ်ပေါ့နော်ဆိုတော့အဲ့တော့ကိုစီမှာလက်ထဲမှာပတ်စံနည်းနည်းလေးစုထားရင်တောင်မှအလုပ်မသွားချင်တဲ့နေ့မှာအေးဆေးမသွားလို့ရတယ်ကိုအထဲမှာစုထားတဲ့ပတ်စံကများလာရင်ကိုအလုပ်လုပ်နေတောင်မှတထေးရဲ့မျက်နှာကိုအများကြီးကြည့်နေစရာမလိုဘူးသူ့အများကြီးကြောက်နေစရာမလိုဘူးအများကြီးကိုရှေ့ဆက်ပြီးမှသွားလို့ရတယ်ပတ်စံရှိခြင်းအပြင်ကိုအခွင့်အရေးတစ်ခုကိုလည်းကျွန်တော်တို့ကအချိန်လိုအပ်ရင်လိုအဲ့တလောက်စောင့်နေလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်ပတ်စံအများကြီးမရှိတဲ့အတွက်ကြောင့်မလို့အခွင့်အရေးကြီးကြီးမားမားကိုထိုင်ဆောင်နေမြင်အစားရှိနေတဲ့အလုပ်နဲ့ပဲနှပန်းလုံးနေတဲ့အချိန်တွေအများကြီးရှိတယ်ပေါ့ကျွန်တော်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျွန်တော်တို့စမှာပတ်စံမရှိဘူးဆိုရင်ဇာဝတ်နေရေးလိုအပ်လာပြီဆိုတော့ကျွန်တော်ရဲ့ဘာသာရေးကိုတောင်မှမေ့ထားပြီးမှအလုပ်လုပ်ရတဲ့ဟာတွေအလုပ်လုပ်ရတဲ့လုပ်နေရတဲ့လူတွေအများကြီးဆိုအများကြီးရှိတယ်နိုင်ငံခြားမှာနေတဲ့လူတွေပိုပြီးတိတယ်ဒါတွေကကျွန်တော်တို့ကပတ်စံကအရေးကြီးတယ်ဆိုတာကိုပြနေတာပဲပထမဆုံးအနေနဲ့ကျွန်တော်တို့အိမ်ကကလေးတွေကိုငွေကြေးကအရေးကြီးကြောင်းကိုပထမဆုံးသင်ပေးဖို့လိုတယ်ပထမဆုံးပြောပြပေးဖို့လိုတယ်ဆိုတာကိုတတိထားမိတယ်ဘာလို့လဲဆိုရင်ကျောင်းမှာကငွေနဲ့ပတ်သက်ပြီးမှဘာမှမသင်ပေးလို့ဒီအရာတွေကိုကျွန်တော်မိဘတွေလူကြီးတွေကိုယ်တိုင်ကသင်ပေးဖို့လိုတယ်ငွေကြေးဒီအရေးကြီးတယ်တပြားတစ်ချက်ချင်းစီကတန်ဖိုးရှိတယ်ဆိုတာကိုကျွန်တော်တို့ငယ်ကလေးကနေသင်ပေးဖို့လိုပါတယ်ပေါ့နော်နောက်တစ်ခုငယ်ကလေးကနေကျွန်တော်တို့ရဲ့ behavior ကျွန်တော်တို့ရဲ့ belief system ယုံကြည်မှုကိုသွင်းပေးရမယ့်အရာကကျွန်တော်တို့လောကမှာဘယ်အရာမှာ free မရဘူးဆိုတာပါဘယ်အရာမှာအလကားမရဘူးဆိုတာကိုသင်ပေးရမယ်ဒီအရာတွေကိုသင်ပေးဖို့ဆိုရင်ကျွန်တော်တို့လူကြီးတွေကိုယ်တိုင်ကကိုနားလေဖို့လိုတယ်ဘယ်အရာမှာအလကားမရဘူးပေါ့နော်ဆိုတော့အဲ့လိုပြောလိုက်လို့ကျွန်တော်တို့ကဥပမာဆိုပါဆို Facebook သုံးရင်ပတ်စံပေးစရာမှမလိုတာ Facebook ကအလကားရတယ်လေလို့ဒါမှမဟုတ်ရင်စိုင်မှာတွားရင်ဒီ buy one get one free ဆိုတာမျိုးရတယ်ဘာညာပေါ့ပြီးရင်အစိုးရကထောက်ပံ့ကြေးအလကားရတယ်ဆိုတော့တကယ်တော့ဒီထဲမှာနောက်ွယ်မှာပေးနေရတဲ့အရာတွေရှိတယ်ဒါကို English လို့ပြောတော့ opportunity cost လို့ခေါ်တာ哦အဲ့တော့မေးရမယ့်မေးခွန်းကဒီအရာကအလကားရတာလားဆိုတဲ့ထက်ဒီအရာရဲ့နောက်ွယ်မှာဘသူကပေးနေတာလဲဆိုတဲ့ဟာကိုမေးရမှာတီးကြတာတခုကတော့ဘယ်အရာမှာအလကားမရဘူးပေါ့နော်ငယ်ကလေးကနေတင်ပေးတဲ့အချိန်မှာသူတို့တခုခုလိုချင်တိုင်းတခုခုပြန်လုပ်ရမယ်ဆိုတဲ့ဟာတွေကိုကျွန်တော်ကတင်ပေးရမယ်သူတို့ကိုပတ်စံပေးတော့မယ်တခုခုဝယ်ပေးတော့မယ်ဆိုတိုင်းအလကားဒီတိုင်းပေးလိုက်တာမဟုတ်ဘဲနဲ့သူတို့တခုခုလုပ်ခိုင်းတာတို့စသည်ဖြင့်ကျွန်တော်ငယ်ကတဲ့တင်ပေးဖို့လိုတယ်ပြီးတော့သူတို့တခုခုခိုင်းတော့မယ်ဆိုရင်လည်းအလကားမခိုင်းဘဲနဲ့သူတို့ကို reward ပေါ့နော်သူတို့စုတခုခုပြန်ချတာတို့သူတို့ရဲ့လုပ်အားသူတို့ရဲ့အချိန်တွေတော့ပြန်ပြီးမှကျွန်တော်တို့ကတခုခုပြန်ပေးမိဘတွေအနေနဲ့ပြန်ပေးတတ်ဖို့လိုတယ်အမြဲတမ်းသူတို့ကိုအလကားပေးနေတာကြီးပဲမဟုတ်ဘဲနဲ့ကျွန်တော်ကတင်ပေးရမှာပေါ့နော်လောကမှာဘယ်အရာမှအလကားမရဘူးဆိုတာကိုကျွန်တော်တင်ပေးဖို့အများကြီးလိုအပ်တယ်ပေါ့ကိုယ့်ရဲ့ကလေးတွေအနေနဲ့လည်းအခုချိန်မှာနားလေခြင်းမှနားလေလာလိမ့်မယ်ဒါပေမဲ့နောင်သူတို့ကြီးလာတဲ့အချိန်မှာတနေ့နေ့ကျရင်ကိုယ့်ရဲ့အကိုဒါမှမဟုတ်ကိုယ့်ရဲ့အမကိုယ့်ရဲ့အဖေအမေကဒါကြောင့်မလို့တင်ပေးခဲ့ပါလားဆိုတာတနေ့ကျရင်နောက်ချိန်ကျရင်ကိုငယ်ကလေးတင်ပေးခဲ့တဲ့ပြုစုပြိုးထောင်ခဲ့တဲ့ဟာတွေကိုသူတို့ကပြန်ပြီးမှအဲ့ချိန်ကျရင်ဂျေဇုတင်တက်လာမှာတော့တေးကြပဲပေါ့နော်โอเคဆိုတော့နံပါတ်3ကိုသွားမယ်နံပါတ်3ကတော့ကျွန်တော်တခြားလူတွေရဲ့အထင်မြင်ယူဆချက်ကိုအများကြီးဂရုမစိုက်တတ်ဖို့ကျွန်တော်တင်ပေးရမယ်အဲ့တော့ဒီဟာကတော့အရေးကြီးတဲ့ကိစ္စဖြစ်တယ်ဘာလို့လဲဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်အမားတွေတော်တော်များများကသူများကိုဘလို့ထင်မလဲဆိုတဲ့အရာတွေသူများရဲ့အထင်အမြင်ကိုအယမ်းဂရုစိုက်လို့ဒီဆုံးဖြတ်ချက်အမားတွေချရခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ Dave Ramsey ဆိုတဲ့ဒီလူကဘာပြောလဲဆိုရင်ကျွန်တော်တို့မှာမရှိတဲ့ပတ်စံနဲ့ကျွန်တော်တို့မလိုအပ်တဲ့အရာကိုဝယ်ပြီးမှကျွန်တော်တို့ကြိုက်တောင်မကြိုက်တဲ့လူတွေကိုအထင်ကြီးအောင်တွားလုပ်တတ်ကြတယ်တဲ့ပြီးတော့ဒီ landing tree ရဲ့သူတေသနာမှာဆိုရင်အရွယ်ရောက်တဲ့လူရဲ့40%နီးပါးကသူတို့ရဲ့တငင်ချင်းတွေရဲ့ဒီ lifestyle နေထိုင်မှုပုံစံကိုလိုက်မိဖို့အတွက်လှုပ်ရင်းနဲ့သူတို့အကျွေးနွန်နဲ့ရောက်သွားရလို့ပြောတယ်ဆိုပါစို့တငင်ချင်းတွေကခရီးသွားလိုက်တယ်ခရီးလိုက်သွားတယ်အစားအသောက်ကောင်းအပြင်မှာထွက်စားတယ်လိုက်ပြီးမှထွက်စားတယ်စသည်ဖြင့်သူများလှုပ်နေတဲ့အလုပ်ကိုလိုက်လှုပ်ရင်သူများရဲ့အထင်မြင်တိုင်းလိုက်ပြီးအသက်ရှင်ရင်းနဲ့အကျွေးနွန်တွေရောက်သွားတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်ငွေကြီးနဲ့ပတ်သက်ပြီးမှဆုံးဖြတ်ချက်ချတဲ့အချိန်မှာဒီအချက်ကတော်တော်ကိုအရေးကြီးတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်လည်းကိုယ်တွေ့ဖြစ်တယ်ကျွန်တော်တခါလေကြာရင်အဝတ်စားဝယ်တာဖြစ်ဖြစ်ဖုန်းဝယ်တာဖြစ်ဖြစ်ခရီးသွားတာဖြစ်ဖြစ်
သူများလို့လောက်တာလားသူများရဲ့အထင်ကြီးတာကိုခံချင်လို့လောက်တာလားတကယ်အဲ့လိုလောက်တာလားဆိုတာကိုကျွန်တော်စဉ်းစားဖို့လိုတယ်ကျွန်တော် purchasing decision လုပ်တဲ့အချိန်မှာဈေးဝယ်ဖို့ကျွန်တော်ဆုံးဖြတ်ချက်ချတဲ့အချိန်မှာတော်တော်များများက physically အရာလိုအပ်လို့ဆိုတာထက်ကိုယ့်ရဲ့ psychology အရာသူများကို impress လုပ်ချင်လို့သူများကိုထင်ကြီးစေချင်လို့ကျွန်တော်ကလုပ်တဲ့အရာတွေတော်တော်များများဖြစ်တတ်တယ်ဒါကြောင့်မလို့ကျွန်တော်ငယ်ကလေးကနေပြီးမှသူများဘယ်လိုနေလဲသူများဘယ်လိုစားတောက်လဲသူများဘယ်လိုထင်မလဲဆိုတော့သူတစ်ပါးရဲ့အထင်အမြင်ကိုအများကြီးဂရုမစိုက်ပေးနဲ့နေထိုင်တတ်ဖို့ငယ်ကလေးကနေသင်ပေးဖို့လိုတယ်ဆိုတာကိုတတိထားမိတယ်ပေါ့နော်ဘာလို့လဲသူများကအရန်ဂရုစိုက်တတ်တဲ့လူကကြီးလာရင်ငွေကြေးနဲ့ပတ်သက်ပြီးမှမာယွန်းတဲ့ဆုံးဖြတ်ချက်အများကြီးချသွားနိုင်ချေရှိတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဘဝမှာမတေချာမှုတွေကအမြဲတမ်းရှိတယ်ဆိုတာကိုသင်ပေးဖို့လိုတယ်ဒါအရန်ငယ်သေးတဲ့ကလေးတွေကိုတော့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့စေကျော်သက်ကလေးတွေဆိုနားလေလွယ်တဲ့အရွယ်ရောက်လာပြီဆိုရင်ဒီအရာတွေကိုကျွန်တော်ငယ်ကလေးသင်လို့ရတဲ့အရွယ်ကလေးကနေပြီးမှသင်ပေးဖို့လိုတယ်ဘာလို့ဆိုရင်ကျွန်တော်မြန်မာ culture တွေမြန်မာအရင်ကြီးမှုမှာဆိုရင်ကျွန်တော်ကမိဘတွေကအမြဲတမ်းသားသမီးတွေကိုအရန်ချစ်တဲ့ချိန်မှာသူတို့ကောင်းဆုံးလုပ်ပေးခြင်းနဲ့စိတ်ရှိတဲ့ချိန်မှာအကုန်လုံးကိုသူတို့လုပ်ပေးနိုင်တယ်အမြဲတမ်းကိုယ့်ရဲ့သားသမီးတွေကိုလုံခြုံမှုပေးခြင်းနဲ့တေချာမှုပေးခြင်းနဲ့ဒါတစ်ဖက်မှာကောင်းတယ်ဆိုပေမဲ့ကျွန်တော်ရဲ့သားသမီးတွေကျွန်တော်ရဲ့family members တွေကကျွန်တော်တို့တစ်လုံးအတူနေသွားရမှာမဟုတ်ဘူးလောကကြီးကရက်ဆက်တယ်မတေချာမှုတွေအများကြီးရှိတယ်ကလေးတွေကိုလူငယ်တွေကိုတင်ပေးတဲ့ချိန်မှာအိမ်မှာတင်ငွေကြေးနဲ့ပတ်သက်ပြီးမှတင်ပေးတဲ့ချိန်မှာမတေချာမှုတွေအများကြီးရှိတယ်ဆိုတာကိုဘဝကမတေချာမှုတွေမရေရာမှုတွေပြီးတော့မမျှော်လင့်ထားတဲ့ဟာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာကိုတင်ပေးဖို့လိုတယ်အခုနောက်ပိုင်းတွေမှာဆိုရင်ပိုပြီးမှတောင်မှကျွန်တော်မတေချာမှုတွေမရေရာမှုတွေမမျှော်လင့်ထားတဲ့ဟာတွေအများကြီးဖြစ်လာမယ်ဆိုတဲ့ဟာတွေကိုတင်ပေးထားဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်ပြီးမှဆုံးဖြတ်ချက်အပါတွေတော်တော်များများလဲပဲကျွန်တော်တို့အနာဂတ်ကတေးကြတယ်အကောင်းဆုံးဖြစ်လာမယ်ဆိုတဲ့ဟာတွေအကြောင်းဒီလက်ရှိပြစ္ဆုတ်ပံမှာငွေကြေးနဲ့ပတ်သက်ပြီးမှbuffer zone လို့ပြောတဲ့ဒီချွေတာတင်းတဲ့အရာတွေစုထားတင်းတဲ့အရာတွေ emergency အတွက်စုထားတင်းတဲ့အရာတွေမစုထားတတ်တာကငယ်ကလေးကနေဒီလောကကြီးကအမြဲတမ်းတေချာမှုတွေရှိနေတယ်ဆိုတော့ belief ကရှိနေလို့ဒီလိုမျိုးဖြစ်တာငယ်ကလေးနေပြီးမှလောကမှာမမျှော်လင့်ထားတဲ့အရာတွေအများကြီးဖြစ်လာတတ်တယ်ဆိုတဲ့ဟာတွေကိုသင်ပေးဖို့လိုတယ်ငယ်ကလေးကနေပြီးမှကလေးတွေပြဿနာတစ်ခုခုကြုံတိုင်းအဲ့ဒီပြဿနာကိုအမြဲတမ်းမိဘတွေကရှေ့ကနေဖြေရှင်းပေးတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့အသက်အရွယ်နဲ့ညီတဲ့ပြဿနာတွေဆိုရင်သူတို့ကိုဖြေရှင်းခိုင်းတာတို့သူတို့မှာတခုခုဝဲခြင်းနဲ့တခုခုလိုခြင်းနဲ့ပတ်စံတလောက်လိုခြင်းနဲ့ဆိုတိုင်းတကယ်လူကြီးတွေရဲ့အမြင်မှာဒါကလက်ရှိကိုမလိုသေးဘူးဆိုရင်သူတို့ဒီတိုင်းစောင့်ခိုင်းတာချက်ချင်းဝယ်ပေးတာမဟုတ်ဘဲနဲ့တခုခုဆိုစောင့်ခိုင်းတာသူတို့ပတ်စံတောင်းနေချိန်မှာချက်ချင်းပေးတာမဟုတ်ဘဲနဲ့တစ်ရက်နှစ်ရက်တစ်ပတ်နှစ်ပတ်အဲ့လိုမျိုးစောင့်ခိုင်းတဲ့အရာတွေသူတို့ကိုတီးခံတတ်ဖို့ပြီးတော့မတေချာမှုတွေရှိတယ်ဆိုတာကိုအမြဲတမ်းကျွန်တော်တို့ကတင်ပေးဖို့လိုတယ်ပေါ့နော်ဒါကအင်မတန်မှအထူးသဖြင့်အသက်ကြီးလာပြီဆိုရင်ဒါကိုကျွန်တော်တို့ကအများကြီးတည်ထားဖို့လိုတယ်ဆိုတော့ဘဝမှာမတေချာမှုတွေအများကြီးရှိတယ်စိန်ခေါ်မှုတွေအများကြီးရှိတယ်မမျှော်လင့်ထားတဲ့ဟာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကဒီငွေကြေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ချတဲ့အချိန်မှာအများကြီးတတိနဲ့ချတတ်ဖို့တတိနဲ့ငွေကြေးကိုသုံးဆွဲတတ်ဖို့အများကြီးအထောက်အကူပြုတယ်ဆိုတော့ဒီအရာတွေကိုသင်ပေးဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်ကျောင်းတွေနှစ်ရှည်မြောက်များစွာကျောင်းနဲ့တက်ခဲ့တဲ့နောက်ဆုံးမှာလည်းကျွန်တော်စီးပွားရေးနဲ့ပတ်သက်ပြီးမှဒီ UK မှာကျောင်းပြီးခဲ့တယ်ဒါပေမဲ့ငွေကြေးနဲ့ပတ်သက် personal finance နဲ့ပတ်သက်ပြီးမှငွေကြေးနဲ့ပတ်သက်ပြီးမှကျောင်းကအများကြီးကျွန်တော်တို့ကိုသင်ပေးလို့မရဘူးလူတယောက်ရဲ့ပြုအမူလူတယောက်ရဲ့ယုံကြည်မှုမိသားစုတစ်ခုရဲ့နောက်ခံ background နဲ့အများကြီးဆိုင်လို့ငွေကြေးနဲ့ပတ်သက်ပြီးမှအကြောင်းကအများကြီးသင်ပေးလို့မရဘူးဆိုတာကိုတီးတဲ့ချိန်မှာတွေ့ကြုံလာခဲ့တဲ့ဖတ်မိလေ့လာခဲ့တဲ့အရာတွေကိုကျွန်တော်တီးတလောက်တက်တလောက်ပြန်ပြီးမှ sharing လုပ်တာဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်